မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာခေတ်ဆက်သတင်းဌာနကကျွန်တော်နိုင်စောအောင်ပါမကြာခင်ချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖလန်းမြို့ချင်းပြည်နယ်မြောက်ပိုင်းတစ်ခွင်ကနေပြီးတော့အောင်ပွဲတွေနဲ့အတူတမခုံကပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒါခုကျွန်တော်တို့မှာဆိုလို့ရှိရင်ဒါတမခုံကစစ်တီရဲဘော်တွေကိုကြိုဆိုကြမဲ့အခမ်းအနားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါသူတို့ရဲ့စစ်တီရဲမဲ့တွေကနေပြီးတော့ဒါပန်းကုန်းနေစီပြီးတော့ကြိုဆိုကြမှာဖြစ်ပါတယ်ဗျစစ်တီတွေဝန်ရတဲ့ချိန်ကြောင်းချင်းကျွန်တော်ရိုက်ကူးကိုဆက်လက်တင်ဆက်ပေးတော့ပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်ရောက်ရှိလာတော့မယ့်ချိန်မှာဆိုလို့ရှိရင်ဒါလာရောက်ကြိုဆိုကြတဲ့ဒါစစ်တီရာကြီးစစ်တီရဲဘော်ရဲဘက်တွေရဲ့ဒါမိသားစုဝင်တွေကဆိုလို့ရှိရင်လည်းဒါကြိုတင်ပြီးတော့တစ်ထက်မှာပန်းကုန်းလေးတွေကင်ပြီးတော့ဒါသူတို့ရဲ့သက်ဆိုင်ရာခင်မုန်းဇနီးတွေပေါ့နော်သားတွေဝင်ရောက်လာမယ့်အချိန်ဟိုဒါစောင့်မျှော်ပြီးတော့ကြိုဆိုနေကြတဲ့မြင်ကွင်းတွေကိုလည်းမြင်တွေ့ရတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒါရှေ့တန်းကနေပြီးတော့ပြန်လာတဲ့တမခုံကစစ်တီရဲဘော်တွေကဆိုလို့ရှိရင်ဒါပဲခူးတိုင်းမှာရှိတဲ့တမခုံဌာနချုပ်ကိုအခုချိန်ကြာပြန်လဲဝင်ရောက်လာကြပြီဖြစ်ပါတယ်ဗျအခုဆိုရင်ဒါကြိုဆိုကြတဲ့လူတွေကဆိုလို့ရှိရင်တောင်းတောင်းပြပြဟိုဒါကြိုဆိုကြတာဖြစ်ပါတယ်မင်္ဂလာပါဗျအခုဆိုရင်ကျွန်တော်နောက်မှာဒါဆိုလို့ရှိရင်ဒါတမခုံကိုကြီးရဲ့တမမူပြီးတော့နောက်ကအရာကြီးစစ်တီတွေဒါမိသားစုဝင်တွေတိုင်းတော့ပန်းကုန်းစွတ်ကြိုဆိုကြတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျဒီမြင်ကွင်းရဆိုလို့ရှိရင်ဒါကျွန်တော်တို့တက်မတော်ကိုချစ်တဲ့မိသားစုတွေနိုင်ငံတော်ချစ်တဲ့မိသားစုတွေရဲ့ရှင်ထဲကိုရောက်စီမဲ့ဒါမြင်ကွင်းတစ်ခုလည်းဖြစ်ပါတယ်ဗျကျော်စရာကြီးပါဟိုးနောက်မှာဆိုရင်လူတွေတောင်းတောင်းမြကြိုဆိုနေတာဖြစ်ပါတယ်ဒါကကျွန်တော်ကဒါထိတ်ဆုံးနောက်ဆုံးလမ်းဆုံးတဲ့နေရာလေးကိုရောက်နေလို့ပါဖြစ်ပါတယ်ဗျအခုဆိုဟိုးနောက်မှာမြင်ရတဲ့လူအုပ်ကြီးကဆိုရင်ဒါမဲမောင်လို့ဗျဘာမှမမြင်ဘူးဒါမိသားစုတွေပျော်ပျော်ပါပါဒါသူတို့ရဲ့စစ်တီရဲဘော်ရဲဘက်တွေမိသားစုဝင်တွေကိုဒါအားရဝမ်းသာနဲ့ပန်းကုန်းတွေဆွတ်ကြတယ်ပျော်ပျော်ပါပါဒါပွေ့ဖက်ကြတဲ့အနေအထားတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်ဗျဆက်လက်ပြီးတော့လည်းရုပ်တံကိုကျွန်တော်ရိုက်ကူးတင်ဆက်ပေးတော့ပါမယ်ဗျကြည့်ရှုသူအားပေးသူအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျဒီနေ့မှာဆိုလို့ရှိရင်အခမ်းအနားမှာဆိုလို့ရှိရင်ဒါလာရောက်ကြိုဆိုကြတဲ့ဒါတောင်မတိုင်းစစ်ဌာနချုပ်ကတိုင်းမှုနဲ့တာဝန်ရှိသူတွေလည်းလာရောက်ကြိုဆိုတာကိုမြင်တွေ့ရတယ်ပြီးတော့ဒီကဌာနဆိုင်ရာဝန်ထမ်းတွေလည်းလာရောက်ကြိုဆိုကြတယ်အဲ့ဒီမှာကျောင်းသားကျောင်းသူတွေလည်းဒါလာရောက်ကြိုဆိုတာကိုတွေ့ရပါတယ်ဗျတမတော်ကဖလန်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ဒါကလေးမျိုးမှဝေဘူးလာမြို့လမ်းကြောင်းတွေကနေဒါစစ်ကြောင်းထိုးခဲ့ပြီးနောက်ဆုံးမှာဘာဒနာနဲ့စူပုံလေးစိတ်လမ်းကြောင်းတွေမှာတစင်ဒါမြို့ပေါ်ကိုအပြည့်သက်တက်ရောက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်အကြမ်းဖက်ပူးပေါင်းအဖွဲ့တွေကဒါဖလန်းမြို့ကိုဒါတစ်နှစ်ကျော်ကြာထိန်းချုပ်ထားတာဖြစ်ပါတယ်ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကိုတက်မတော်က9လကြာထိုးစစ်ဆင်ခဲ့ပြီး2026ခုနှစ်ဧပြီလ25ရက်နေ့မှာတက်မတော်ကမြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ပွဲတွေအတွင်းမှာတက်မတော်စစ်ကြောင်းတွေနဲ့အကြမ်းဖက်အဖွဲ့တွေထိတိတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတက်မတော်စစ်ကြောင်းတွေရဲ့ပစ်ခတ်မှုကြောင့်အကြမ်းဖက်သမားတွေအများပြားသေဆုံးခဲ့ကြသလို၎င်းတို့ထံကနေလက်နက်ခဲယမ်းတွေနဲ့ဆက်ပစ္စည်းတွေကိုလည်းတက်မတော်ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်ဖလန်းမြို့နယ်တိုက်ပွဲနဲ့တိတိတ်မြို့နယ်အတွင်းကတိုက်ပွဲတွေဟာချင်းပြည်နယ်မြောက်ပိုင်းစစ်ရေးအရအလွန်ပြင်းထန်တဲ့ဗျူဟာမြောက်တိုက်ပွဲကြီးတွေလည်းဖြစ်ပါတယ်အတူချုံပြောရရင်ဒီတိုက်ပွဲတွေဟာအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ချင်းပြည်နယ်မြောက်ပိုင်းလမ်းမဆက်သွယ်ရေးကိုစိုးမိုးနိုင်မှုအတွက်တိုက်ခိုက်ကြတဲ့တိုက်ပွဲကြီးတွေဖြစ်ပါတယ်အခုချိန်မှာတော့တမခုံကစစ်တီတွေဟာအောင်ပွဲနဲ့အတူပဲခူးမြို့ရှိတမဌာနကိုပြန်လည်ဝင်ရောက်ချိန်မှာအရာကြီးစစ်တီရဲဘော်တွေရဲ့မိသားစုဝင်တွေကပန်းကုန်းတွေစွတ်တပြေပန်းတွေနဲ့ပျော်ပျော်ပါပါကြိုဆိုနေကြတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေမြန်မာခေတ်ဆက်ရဲ့သတင်းတွေကို TikTok YouTube Telegram Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ